ကိုရှိရှိတော့ကစိမ့်နှန်းဆိုပြေးပြီးတာယာလှတဲ့တောအုပ်ကြီးတစ်ခုရှိခဲ့ဘူးလေအဲ့ဒီတောအုပ်ထဲမှာအရန်ကိုလှင်မြန်ဖြက်လက်ပြီးအပြေးတန်တဲ့ယုံကလေးတစ်ကောင်ရှိရဲ့ပေါ့ယုံကလေးဟာသူ့ကိုယ်သူအပြေးအမြန်ဆုံးလို့ယုံကြည်ပြီးအရန်လဲမမာနာကြီးတက်တဲ့တောထဲမှာရှိတဲ့တိရစ္ဆာန်လေးတွေနဲ့တွေ့ရင်ငါလောက်မြန်တဲ့သူဒီတောထဲမှာဘယ်သူမှမရှိဘူးလို့အမြဲတမ်းကြွားလုံးထုတ်လေးရှိတာပေါ့တနေ့တော့ယုံကလေးဟာတောလန်းအတိုင်းခုံဆွာနဲ့ရှောက်လာရင်လမ်းဘေးမှာဖြည်းဖြည်းချင်းသွားနေတဲ့လက်အဖိုးကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်လက်ဖိုးကြီးကတော့သူ့ရဲ့လေးလံနဲ့အခွန်ကြီးကိုကြောပိုးပြီးတုတ်နဲ့တန်းချင်းစီစိတ်ရှည်လက်ရှည်သွားနေတာပေါ့ဒါကိုမြင်တော့ယုံကလေးကနှောင်ပြုံးပြီးဟာလက်ကြီးရာတင်သွားနေတာနှီးလိုက်တာဒီလောက်နှီးနေရင်နေဝင်သွားတော့အိမ်ပြန်ရောက်ပါမလားငါ့ကိုကြည်စမ်းမျက်စိတမိတ်အတွင်းမှာတင်ဟိုးဝေးကြီးကိုရောက်သွားနိုင်တယ်လို့လှောင်ပြောင်ပြီးပြောလိုက်တယ်လက်ဖိုးကြီးကယုံကလေးရဲ့စကားကိုကြားပေမဲ့စိတ်မဆိုးပါဘူးသူကအေးဆေးပဲပြုံးပြီးယုံကလေးကမင်းအပြင်းမြန်တာကိုငါသိပါတယ်ဒါပေမဲ့တခါတလေကြရင်အမြန်နှုံးထက်စိတ်ရှည်သီးခံမှုကပိုပြီးခီးပေါက်တတ်တယ်ကွမင်းတကယ်ပဲအပြေးတန်နေဆိုရင်ငါနဲ့အပြေးတန်ပွဲတစ်ခုပြိုင်မလားလို့ပြန်ပြောလိုက်တယ်ယုံကလေးကအံ့ဩသွားပြီးဝါလုံးကွဲမတက်ရဲပါတော့တယ်တင်ကငါ့ကိုအပြေးပြိုင်မလို့ဟုတ်လားကောင်းပြီလေတောထဲကတရိษံတွေအားလုံးရှေ့မှာပဲငါတို့ပြန်ကြတာပေါ့တင်ရှုံးသွားတဲ့အခါအဆက်ကွဲယုံသားပြင်ထားပြီးတော့ဒါနဲ့သူတို့နှစ်ကောင်ဟာပြန်ကွဲလို့ဖို့သဘောတူလိုက်ကြတယ်တောထဲကမြောက်သမင်မြေခွေးနဲ့နှစ်ကလေးတွေအားလုံးဟာလည်းဒီထူးဆန်းတဲ့ပြန်ပွဲကိုကြည့်ဖို့စုဝေးရောက်ရှိလာကြတာပေါ့မြေခွေးကြီးကဒိုင်လူကြီးအဖြစ်ဆောင်ရွက်ပေးပြီးဟိုးဝေးကတောင်ကုန်းပေါ်ကတစ်ပင်ကြီးတစ်ပင်ကိုပန်းနိုင်ဖြစ်သတ်မှတ်ပေးလိုက်တယ်အစင်သင့်ဟေး1 2 3စပြေးကြမြေခွေးကြီးရဲ့အချက်ပေးတန်လေးကြားရောယုံကလေးဟာလေးဖြတ်သလိုဝူးကနေချက်ချင်းဆိုသလိုအဝေးကြီးကိုခုန်ပြန်ပြေးထွက်သွားပါတော့တယ်မျက်စိတမိတ်အတွင်းမှာပဲယုံကလေးဟာလမ်းတစ်ဝက်ကျော်ကိုရောက်သွားခဲ့တယ်တစ်ဖက်မှာတော့လက်အဖိုးကြီးဟာယုံကလေးလိုမပြေးနိုင်ပေမဲ့စိတ်မပြတ်ပါဘူးသူ့ရဲ့ပုံမှန်ရှိန်တိုင်းမတုတ်နဲ့တလန်းချင်းစီရှေ့ကိုဆက်လျှောက်နေခဲ့တယ်ယုံကလေးကလမ်းတစ်ဝက်လောက်ရောက်တဲ့အခါနောက်ကိုလှည့်ကြည့်လိုက်တယ်လက်အဖိုးကြီးကိုဝေးနားမှာတော့မမြင်ရတော့ဘူးလေအဲ့ဒီအချိန်မှာနေပူနဲ့ပြေးလာခဲ့ရတဲ့ယုံကလေးဟာနည်းနည်းလေးမောလာတာနဲ့ဟင်းလက်ကြီးကတော့ဟိုးဝေးကြီးမှာကြံခဲ့တော့ပဲသူဒီနေရာကိုရောက်ဖို့ဆိုရင်အနည်းဆုံး1 နာရီလောက်လိုမှငါဒီလမ်းဘေးကတစ်ပင်ရိပ်အောက်မှာခဏလောက်နားပြီးအိတ်လိုက်အောင်ပဲသူနားကိုရောက်လာမှငါထပြေးရင်တော့ပန်းတိုင်ကိုအေးဆေးအရင်ရောက်နိုင်ပါသေးတယ်လို့တွေးပြီးတစ်ပင်ရိပ်လေးအောက်မှာလှည့်အိတ်လိုက်တယ်လေအေးလေးကလည်းတိုက်ခတ်နေတာမို့မမာနာကြီးပြီးပေါ်စားတဲ့ယုံကလေးဟာမကြခင်မှာပဲနှစ်ချိုက်အိပ်ပျော်သွားပါတော့တယ်ယုံကလေးအိပ်ပျော်နေတဲ့အချိန်မှာလက်အဖိုးကြီးကတော့တစ်ချက်ကလေးမှမနာပါဘူးမြေပူရှိန်ကပြင်းလာပြီးချွေးတွေထွက်နေပေမဲ့သူကတော့ပန်းတိုင်ကိုပဲစိတ်ထဲထားပြီးဖြည်းဖြည်းချင်းနဲ့မှန်ရှေ့ကိုပဲဆက်သွားနေခဲ့တယ်1 လမ်း2 လမ်း3 လမ်းအချိန်တွေကုန်လွန်သွားပြီးလက်အဖိုးကြီးဟာယုံကလေးအိပ်ပျော်နေတဲ့တစ်ပင်သားကိုရောက်လာခဲ့တယ်အိမ်မောကျနေတဲ့ယုံကလေးကိုမြင်ပေမဲ့လက်အဖိုးကြီးကနှောင်ပြောင်တာမျိုးမလုပ်ပဲဇွဲမလျှော့တန်းရှေ့ကိုပဲတုတ်နဲ့ကြောဖြတ်သွားပါတော့တယ်လက်အဖိုးကြီးဟာပန်းနိုင်ဖြစ်တဲ့တောင်ကုန်းပေါ်ကတစ်ပင်ကြီးစီကိုတဖြည်းဖြည်းနဲ့ကိုနီးကပ်လာခဲ့ပြီဖြစ်ပါတယ်တောထဲကတရိษံလေးတွေကလည်းလက်အဖိုးကြီးရဲ့ဇွဲကိုမြင်ပြီးလက်ကြီးရေစူးစားပါနားမပန်နဲ့ရောက်တော့မယ်ဆိုပြီးတိုးလေးအားပေးနေကြတာပေါ့ယုံကလေးနိုးသွားမှဆိုလို့လေနေကလေးဆောင်းလာတဲ့အချိန်မှာတော့ယုံကလေးဟာလန့်နိုးလာခဲ့တယ်။ဟာငါအိပ်ပျော်သွားတာတော်တော်ကြာသွားပြီပဲလက်ကြီးဘယ်နားရောက်နေပြီလဲမသိဘူး။ယုံကလေးကလမ်းနောက်ဘက်ကိုလှည့်ကြည့်လိုက်တော့လက်ကိုမတွေ့ရဘူးဟာလက်ကြီးတော့ငါးနောက်မှာပဲရှိသေးတယ်ထင်တယ်လို့တွေးပြီးပန်းနိုင်ရှိတဲ့ရှေ့ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့အိုးမဖြစ်နိုင်တာယုံကလေးအလန့်တကြားအော်မိသွားတယ်။ဘာဖြစ်လို့လဲဆိုတော့လက်အဖိုးကြီးဟာပန်းတိုင်ဖြစ်တဲ့တစ်ပင်ကြီးစီရောက်ဖို့ခြေလမ်းအနှင်းငယ်ပဲလိုပါတော့တယ်။ယုံကလေးလည်းပြတလဲနဲ့သူ့ရဲ့အရှိန်ကုန်သုံးပြီးအစွမ်းကုန်ခုန်ပြေးပါတော့တယ်။လေလိုမြန်တဲ့အရှိန်နဲ့ပြေးခဲ့ပေမဲ့နောက်ကျသွားခဲ့ပါပြီ။ယုံကလေးပန်းတိုင်ကိုရောက်ခါနီစက္ကန့်ပိုင်းလိုမှာပဲလက်အဖိုးကြီးဟာပန်းတိုင်ရဲ့မြင်းနီလေးကိုဖြည်းဖြည်းချင်းဖြစ်ကျော်သွားပြီးတိုင်ပွဲမှာအနိုင်ရရှိသွားပါတော့တယ်။တောအုပ်တစ်ခုလုံးမှာရှိတဲ့တရိษံလေးတွေဟာပျော်ရွှင်စွာနဲ့လက်ခုပ်တီးပြီးလက်အဖိုးကြီးကိုချီးကျူးကြတဲ့ယုံကလေးကတော့ရှက်လွန်းလို့ခေါင်းလေးငုံပြီးသူ့ရဲ့မမာနနဲ့ပေါ်ဆောင်မှုအတွက်နောင်တရနေခဲ့တာပေါ့လက်အဖိုးကြီးကယုံကလေးနားကိုရှောက်လာပြီးအေးချမ်းတဲ့အတန်နဲ့ပြောလိုက်တယ်ယုံကလေးမင်းမြင်ပြီမလားဘလောက်ပဲတော့ဘလောက်ပဲအေးချင်းရှိမမာနကြီးပြီးပေါ်ဆောင်မယ်ဆိုရင်ရှုံးမိတတ်ပါတယ်နှေးကွေးပေမဲ့ဇွဲလုံးလားရှိနဲ့မှန်လှုပ်ဆောင်တဲ့သူဟာနောက်ဆုံးမှာအောင်မြင်မှုကိုရရှိတာပါပဲအဲ့ဒီနေ့ကစပြီးယုံကလေးဟာဘယ်တော့မှမမာနမကြီးတော့ပဲသူတစ်ပါးကိုလည်းမလောင်ပြောင်တော့ပဲလိမ္မာတဲ့ယုံကလေးဖြစ်သွားပါတော့တယ်။ဇွဲရှိခြင်းသည်အောင်မြင်ခြင်းဤတောချက်ဖြစ်သည်ဘလောက်ပဲခက်ခဲနှေးကွေးပါစေစိတ်မပြတ်ပဲဇွဲရှိဆက်လုပ်ရင်အောင်မြင်နိုင်ပါတယ်။မမာနနှင့်ပေါ်ဆောင်မှုသည်ပျက်စီးခြင်းကိုဖြစ်စေသည်မိမိကိုယ်ကိုအထင်ကြီးပြီးသူတစ်ပါးကိုအထင်သေးပါကအရှုံးနှင့်ရင်ဆိုင်ရတတ်ပါတယ်။